အမေကြည်ကြစမ်းမအောင်ကြည်ကြစမ်းမအောင်ဟင်တို့တွေရာဇကြိုပြီးခဏသွားကြိုက်ဟင်ထင်းတို့တွေအလှုပ်ကိုအားထုတ်ပြီးမလုပ်ကြိုက်နဲ့ဟင်အပြင်းကြီးနေလိုက်ကြတာအကွတ်မရှိတဲ့အကျန်းအကွတ်မရှိတဲ့အကျန်းဗျမ်းပါတာဆိုတာလို့အလှုပ်ကိုအားထုတ်ပြီးမလုပ်ဘဲအပြင်းကြီးပြီးအိတ်နေကြတာဟင်ဟောကြည်စမ်းမအောင်ကြည်စမ်းမအောင်ဟင်စားထားလိုက်ကြတာကလည်းသူတို့ဘိုက်တွေခွေးနှမ်းထားတဲ့အတိုင်းပါပဲဟင်ဟဲ့လာစမ်းပုံဒီမှာလာစမ်းဟင်ဒီမှာကြည်စမ်းအလုပ်ကိုအားထုတ်မလုပ်တဲ့ဟာတွေတော့နဲ့တစ်ချက်စီပြင်းအောင်မယ်ကဲတုတ်တစ်ချောင်းသွားယူစမ်းအိုးအမောင်ကိုရနာရေအလုတ်သမားဆိုတာကိုသားသမီးတွေလိုပါမရိုက်ပါနဲ့တော့မရိုက်ပါနဲ့မောင်ကြီးရဲ့ဟေးပုံလေးမှာဟင်မင်းအဲ့ဒီလိုအလိုလိုက်လို့သူတို့တွေငကိုစရိုက်တွေပေါ်ပြီးပြင်းနေကြတာဟိုကြာပါတယ်ကွာတုတ်တစ်ချောင်းလားမြန်ယူခဲ့စမ်းပါဟုတ်ပါပြီတော့ဟုတ်ပါပြီကဲသွားစမ်းပါလောက်တောင်အလုံးမလုံးပဲအပြင်းကြီးတဲ့ဟာတွေတွေ့မယ်ပေးစမ်းပါအလုတ်ကိုအားထုတ်မလုပ်ပဲအပြင်းကြီးပြီးအဲ့နေတဲ့ဟာတွေကဲမောင်ကြီးကဲကွာအမေကဲကွာခေါအမေကောင်းဆောင်လုပ်တဲ့လာမို့ဟင်ကောင်းဆောင်လုပ်ပြီးအလုတ်ကိုရှေ့တန်းနေပြီးတော့ဦးဆောင်မလုပ်ပဲသူကကြည်စမ်းအိမ်နေလိုက်တာအိမ်မောတွေတော့ကြာနေပါလားဟင်ဒီလောက်တောင်ကောင်းဆောင်လုပ်ပြီးအိမ်မတ်တဲ့ကောင်ကဲမောင်ကြီးကဲကွာဟေးအိမ်နဲ့စူညံနဲ့လူသားနဲ့ပလူပြန်နေပါလားအမေငါအိမ်နေလို့တီနေအော်ဟောသူအိမ်နေလို့တီနေဆိုတော့တို့နှစ်ယောက်ကပဲသူအိမ်လိုကောင်းအောင်တိတ်နေဆိုတဲ့သဘောပေါ့ဟေးဒီလောက်တောင်ပြောမရတဲ့ဟာနောက်တစ်ခါထပ်ပြီးကဲအပြင်းပြုံးကွာအလူကန်နေလားမရှိနေမရှိလို့ကတော့ပါသေးရဲ့ပြောလီကဲလီမန်လီဒီလီတို့မြန်အလူကန်နေလားတဲ့ဟဲ့အလောက်တောင်ပြီးကြည့်ကောင်ဟဲကောင်လာမို့ဒီမဲ့ဘာသူလဲဆိုတာမျက်လုံးလေးကိုတိတ်ချာဖွင့်ပြီးကြည့်လိုက်စမ်းပါဦးဟဲ့ကျွန်တော်တို့တတိလေးနဲ့တော်တူတာပဲဒီမျိုးကပဲလားပြောင်းလာတာကြာပြီလားနှခုံးမျက်လုံးပါသက်ကတော့ခွေးမရအောင်တူတာတတိအပြင်ခေါ်လို့မရှိဟဲ့ကောင်ဒီကောင်ပြောလီကဲလီမင်းကိုပြောမယ်ဒီကောင်နောင်တင်အောင်မင်းစကောင်လာစမ်းဟင်မင်းကလေအရင်ပြလို့မှအကောင်မမြင်တဲ့ကောင်နောင်တင်အောင်လို့မင်းကိုဒီနေ့ကစပြီးအလောက်ဖြုတ်မယ်ကြမယ်မလုံးပါနဲ့မဖြုတ်ပါနဲ့တတိမင်းရဲ့ကျွန်တော်တို့မားပါတယ်ဝင့်လို့ပေးပါဘာအခုမှမားပါရောဟင်မင်းတို့ကကိုယ့်ရဲ့အလောက်စင်းရဲ့ညံတဲ့လဲမခတ်တတ်ဘာလဲမခတ်တတ်တဲ့ကောင်ဟုတ်ကဲ့တို့လင်းမယားညံ့နာအိုအလုံးမကြဖြစ်နေတာကလေကြာစကြိုပြည်မှာတို့တွေပါလာတဲ့ဥစ္စာပစ္စည်းဂရီ80ကတထေးပွဲမခန့်ထိုက်ဘူးတဲ့အဲ့ဒီတော့မင်းပေါင်းစုံတဲ့လူပုံအလဲမှာတို့လင်မယားရီပွဲတနှဲနဲ့အဆက်တွေကွဲခဲ့တာပါပဲအခုလိုကြားသိရတာကျွန်တော်တို့ဝမ်းနေမိပါတယ်တထေးမင်းဒီမဲ့မင်းတို့တွေဝမ်းနေတာတွေဝမ်းသားတွေအသာထလုံသမားတွေအားလုံးရှေ့ကိုလာကြဟဲ့မင်းတို့တွေအားလုံးခုရှင်ရစားပြီးငါပြောစကားကိုတသွေးမတိတ်နားထောင်မယ်နော်ဟုတ်ကဲ့ပါတတိဟဲ့ပုံလေးမှာမင်းလည်းနားထောင်မယ်နော်ဟုတ်ကဲ့ပါမောင်ကြီးမင်းတို့တွေအားလုံးဒီနေ့ဒီချိန်ကစပြီးအလုပ်ကိုအချိန်မှန်ဆင်းရမယ်နော်စိတ်ချပါတတိမင်းအားလုံးအဟုတ်တော့မပြင်းညာနဲ့အဟုတ်ပြင်းလို့ကတော့နှယုံအင်းပြီးနှရင်အောင်ခံရမယ်သာမှတ်ပြီတော့စိတ်ချပါတတိမင်းမင်းတို့တွေအားလုံးဒီနေ့ကစပြီးလှုပ်အားကိုနှစ်ဆတော့လှုပ်ပြီးအဖိုးကြီးပေးထားတဲ့အစားလဲတယောက်မှဝဲကမစားကြနဲ့နော်စိတ်ချပါတတိမင်းဒီဘက်ကတောင်သူလယ်သမားတွေကလည်းကိုယ့်ရဲ့လဲမြေရွာထွက်ဘူးဖယုံငှက်ရုပ်တခွာပဲကြီးပဲကြပြောင်းကန်ကစကိုယ့်ရဲ့လဲမြေရွာထွက်အသီးနှံတွေကိုစားသုံးပြီးအလောက်ကိုအင်းလိုက်အားလိုက်
စူးစမ်းပြီးလောက်ကန်ရမယ်နော် သိကြပါသတင်းမင်း အေးဒါပြင်ဟောဒီတို့ရဲ့တိုက်တော်အိမ်တော်ရှိမှလဲဒီနေ့ကစပြီးအလှူခံမလာရဖုံးတောင်းရာစကားမလာရဆိုတဲ့စိုင်းဘုတ်စာတန်းလေးစိတ်ဆွဲထားရမယ်နော် သိကြပါသတင်းမင်း အဲ့ဒီစိုင်းဘုတ်ကကြော်လာရင်တော့ဘသူမဆိုအားလုံးမောင်းထုံးပြရမယ်ဟဲ့ ဟုတ်ကဲ့ပါသတင်းမင်း အေးတို့တွေအားလုံးဟာလေဒီအချိန်မှာအလုံးလုံးမှချမ်းသာမဲ့ဘဝမို့လန်တကားလှဲ့လေကောကခေါင်းရွက်ပြတ်ထိုးဈေးတယ်မျိုးကအစအိမ်တော်တဲ့တယောက်မှမဝင်စေနဲ့နော် သိကြပါသတင်းမင်း အေးအခုတော့အချိန်တော်လေးကြပြီလို့ဒီမဲ့လောက်ဖို့ ခမညာ အတွင်းတကားပိုက်ချိတ်ဆိုတဲ့တန်နဲ့တို့လင်မယားနားမယ်